Hello ဒီရက်တည်းကတော့အမေဆေးရုံတက်ရတာဆိုတော့ဒီအတွက်ကတော့ပင်မနဲ့နေရက်ဒီပါအမေက check up လုပ်ရင်းနဲ့ဒါလိုအပ်တာလေးတစ်ခုလုပ်ဖို့လိုတဲ့အတွက်ကြောင့်မို့လို့ဒီလိုဆေးရုံတက်လိုက်ရတယ်ပေါ့နော်အရန်စိုးရင်စရာတော့မဟုတ်ပေမဲ့လူကြီးဆေးရုံတက်ရတယ်ဆိုတော့ထုံးစံတိုင်းပဲနည်းနည်းတော့စိတ်ပင်ပန်းရတာပေါ့ဒီပြီးကတော့စားတော့ကိုဒီအတိုင်းမှာဖြစ်တယ်လို့ပဲစားဖြစ်တယ်စိတ်မြေတို့လေးပေါ့နော်အဲ့တော့ကိုယ်ကျမကြီးကိုလည်းကိုပြန်ကျူးဆိုင်ရတာပေါ့ဒါပေမဲ့ဘာပဲပြောပြောအမေကိုမြန်မြန်အကောင်းဆုံးလေးလုပ်ပေးလိုက်နိုင်တဲ့အတွက်မို့လို့တော်ပါသေးတယ်အဖက်ကဘာနဲ့ပို့อ่ะ Instagram နဲ့ Instagram စန့်တူနေပေါ့ အဖက် ဖောက်တာ အခုနေရရင်အဖက်နဲ့ပဲတော့ အထုပ်လေးတစ်ထုပ်ပြုတ်တာလူနှစ်ယောက်လက်လေးပဲလိုတယ် ဘောကျုံထက်ယူနေ အဲ့ဒါတတွဲလုံးယူရတော့မှာအကုန်လုံးဗျမ်းဆိုပြီးတော့ညင်းအောင်နေတယ် Hello တွေ့ရကြပြီမနက်ပြောရင်ဒီဘက်မှာဒီကအမေဆေးရုံတက်နေရတော့ဒီ vlog ကိုတင်တဲ့ချိန်လို့ဆိုရင်တော့ဆေးရုံကဆင်းပြီပေါ့နော်ဆိုတော့ဆေးရုံတက်နေရတော့ဒီဆေးရုံအသွားပြန်လုပ်နေရတယ်လူကြီးကျမကြီးကျူးဆိုင်နေရတဲ့အချိန်လေးတခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာ vlog တွေရိုက်ဖို့ပြက်ကွက်နေရမှာအဲ့တော့အခုဒီနေ့ကတော့အမေဆေးရုံတက်တာမနက်ဖြန်ဆိုရင်ဆင်းရပြီဆိုတော့ဒီနေ့အမေကိုဆေးရုံမှာခဏထားခဲ့ပြီးတော့ customer တွေကိုဒီပစ္စည်းလေးပေးကြလေးရှိတယ်အဲ့နဲ့ပထိန်သွားရတယ်ပစ္စည်းသွားရွေးတယ် customer ညနေကျပစ္စည်းသွားပေးရမယ်အဲ့ဒါလေးပေါ့နော်ဆိုဒီဘက်ကတော့လူလည်းပင်မနဲ့စိတ်လည်းပင်မနဲ့နောက်တစ်ခုကကြာလူကြီးတွေကကြာအဲ့လိုနေရာတစ်ခုနဲ့တစ်ခုအရွှေ့ပြောင်းလုပ်ဝင်ကြတော့အရင်ကနေဆေးရုံတက်ပေးမယ်သူတို့မှအဲ့လိုစိတ်ပူတာရှိရဲအဲ့တော့အဲ့စိတ်ပူပန်းမှုတွေကိုလိုက်ပြီးဖြေလျှော့ပေးရတယ်လိုက်လုပ်ပေးရတယ်ဆိုတော့ပုံမှန်နဲ့ထက်တော့နှစ်ဆပင်မတာပေါ့နော်အဲ့တော့အဲ့ဒါလေးပါပဲအဲ့တော့ဒီကပိုင်းလေးကတော့ a little bit busy အမေကောင်းပါတယ်အမေကဆေးရုံတက်ဖို့လိုနေတာဆိုတော့လေတက်လိုက်ပြီးတော့မြန်လေးအဲ့မှာလှုပ်ချခဏလေးအမေဆေးရုံဆေးပြီးနောက်ရက်တည်းကတော့ပုံမှန်တိုင်းနေပဲကော်ဖီဆိုင်သွားအလုပ်လုပ်ပေါ့နော်ရာသီဥကတော့ဒီမုန်းတဲ့ရာသီဥလို့ဆိုတော့ထွေးထူးတော့ပြောနေစရာမလိုပါဘူးမိုးရွာနေတော့မုန်းနေဒီဘက်ကဆက်ကြည့်ပေးမယ်ကြည့်ပေးမယ်နော်โอเคကြည့်ပေးရလို့ပြောလိုက်တီကြည့်ပေးရလို့อีกတော့တော့ဒီဘက်ကျန် ကျော်ဒီဘက်ကြည့်လိုက် တော့ Say hi ဒီလိုလို့ဟုတ်တယ် သုံးလုံးနှစ်ချောင်းโอเคရပြီတမီးမှာပဲရဒီအပိုင်း exercise တွေလည်းပြန်လုပ်ဖြစ်တယ်ဒီ gym ကိုလည်းmembership သွင်းပြီးတော့ gym မှာ PT နဲ့လည်းပြန်ဆော့နေပြီပြီးတော့အားရင်ချိန်မှာလည်း boxing သွားထိုးဖြစ်တယ်တခြားတော့မဟုတ်ပါဘူးကိုယ်နဲ့ကျမကြီးကိုစိတ်ုံစိတ်ကန်းနဲ့ပတ်သက်လာလို့ရှင်သွားခြင်းစိတ်ညစ်တယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်နေထိုင်မယ်ပေါ့နော် boxing ထိုးပြန်လာမျက်နှာကြည့်အောင်မိတ်ကခုနရဲ့လိုင်းလာလေဒီအားရဲနေရ boxing တော့ထိုးတော့နေမိတ်ကလေးနဲ့ 不好努力，在不中这多人来嘛，你话在面那没个人，西山掉了没个人那进没人那进了，你别说 no anymore，see。ပြောစရာကောင်းတဲ့ကိစ္စတစ်ခုကတော့ဟိုဘက်အိမ်ပေးလမ်းမှာတင် TV ကြိုက်တဲ့ပြီးတော့လောကအောင်မှာအေးဆေးဆေးဖြစ်တဲ့ coffee ဆိုင်နဲ့တစ်ဆိုင်အောင်ရှာတွေ့ထားတာပဲအဲ့တော့ TV လမ်းလျှောက်သွားပြီးတော့နေတယ်ဆိုအမှအလုပ်ဖြစ်တယ်ဆိုတော့အဝေးလေးသွားကြမလို့ပေါ့နော်တော်တော်လေးအဆင်ပြေလူလည်းနေတယ်ဆိုတော့လေဒါတော့နှစ်ယောက်ကဒီနေ့မချတိတ်ပါတကယ်ကြီး cheers cheers coffee ဆိုင် မောင်နေမဲနေပါနေတော့လားပါအထိုးခံသလိုဖြစ်ညလုံးကမသိအထိုးခံတယ်ဘာကြောဟုတ်တယ်မလား အေးဟုတ်တယ်ဒီဘက်အမှန်ကန်တိုင်းပြန် physical abuse ဘာမှအေးဘာမှမ abuse ဆောင်းတာနဲ့ ကဲမသိဆိုရဲ့အယောင်ချောက်ချာ ဘူးဖို့နေတာထားအောင်ထားနိုင်အောင်တော့ရောလေးပါလေလား လာလို့ရိုက်တာလေ ရတယ်လို့ပြောထားပြီ မောဒီပါအောင် စပင်းလေးပါလေတတ်လိုက်ပါအောင်စပင်းလေးပါလေတတ်လိုက်ပါအောင် ဒီပါတက်လိုက်ပါ ချန်လာနေပြီ အားပြီး လုံးဒီကားနိုင်ရောကွဲသွား ထားဖို့စိတ်ကူးရှိလားမင်းမုန်းနေနေထားဖို့စိတ်ကူးရှိလားလို့
အိမ်လုံးလေးဖြစ်တဲ့ရေနာလောက်ကိုလေဒီရဲ့ဘိုင်းမှာ PPCC လေးလုပ်ဖြစ်တယ်အလုပ်တစ်ခုကလေ consistency ရှိနဲ့ PPCC လုပ်တယ်ဆိုလို့ရှိရင်ဒီလိုဈေးရောင်းရတဲ့ဟာလေးလေဒါအမြဲတမ်းဒီပါရောင်းနေတာပို့ပြောတာပေါ့နော်ကျမပြောတာထက်ကျမဖခင်ပို့ပြောတာပေါ့နော်ပြီးတော့ကြောက်ကလေးတွေကိုလည်းတီးပြန်ပြီးတော့မှဒါဝဲလိုက်ရောင်းလိုက်ကလေးလုပ်ရင်းနဲ့ကြောက်ကြည့်ပြုံးလေးတော့ဖြစ်နေပါပြီဘယ်လိုဖြစ်ရေနာလုပ်ငန်းကလည်းကောင်းမွန်တာပဲလीနော်တခြားကိစ္စတော့တို့မသိမိုးရသည်ကိုအရန်မုန်းနေတယ်မှာစထိတ်ဆောင်ရပါတယ်အခုအိမ်ကနေထွက်လာတော့မယ်ဆိုတဲ့အချိန်မှာမိုးကရွာချလိုက်တယ်ကျမောင်မီခြေထောက်အောက်စားတွေအားဆိုတယ်ပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့အမထီးရည်နဲ့ကားပေါ်သွားဖို့ထီးရည်နဲ့ပစ္စည်းရည်နဲ့ရောတဲ့ခါ I don't know I really hate it I hate it ပြီးတော့ဒီနေ့မဝိတာတိုင်းညတဲ့ထဲကိုထုတ်ဝင်လာတယ်အဲ့ခါကျတော့မင်းကလေးခံစားမှုမဲ့ထင်တယ်မဝိတာတိုင်းညတဲ့ထဲကိုထုတ်ဝင်လာမယ် you think it will look good on you but you don't feel like it anymore ပြန်ချိန်မှုချိန်ရှိလားဆိုတော့မရှိတော့ဘူးအဲ့တော့အပေါ်ကနေပြီးရောနှွေးရတဲ့ထဲပဲကောက်ဝင်လာတယ်ဆိုစိတ်တွေရမ်းလျှော့ချထားတယ်စိတ်တွေကိုဒီနေ့ပကြီးပြပွဲလေးကိုခေါ်သွားပြီးဖူးဖူးတော့ဒီနေရာမှာပထမဆုံးကျေးဇူးတင်တယ်။ဘာလို့လဲဆိုတော့တငယ်ချင်းနေဒီဗီဒီယိုကောင်းမွန်တဲ့လေ့ကျင့်တွေကိုပြောပြပေးလှုပ်ဆောင်ပေးတူတူလက်တွဲခေါ်ပေးရတယ်ကောင်းတဲ့ကိစ္စတစ်ခုပဲလေနော်။အရင်တော့ဆိုရင်တယောက်တည်းနေပါသွားကြည့်ပြတဲ့ပကြီးပြခန်းနေရခုဆိုတငယ်ချင်းနေသွားကြည့်ရတော့ပိုပြောဖို့ကောင်းလာတယ်ပိုပြီးလဲစိတ်ဝင်စားဖို့ကောင်းလာတယ်။နောက်တစ်ခုကပကြီးရဲ့အနှစ်သာရကိုတငယ်ချင်းနေစကားပြောဆိုဆွေးနွေးပြီးတော့လေပြောတတ်လာတယ်ပေါ့နော်။တိမ်မွေ့လာတဲ့ပကြီးတွေကိုကြည့်ရင်လည်းပိုပြီးတော့စိတ်နှလုံးကနူးညံ့လာတယ်လို့ထင်တယ်ဒီမှာဆိုလို့ရှိရင်တီဗီကြိုက်တဲ့အစားအသောက်တွေကိုဆွဲပြထားအဲ့ဒီ series လေးကိုလည်းတီဗီအရင်ကြိုက်တယ်အခုဒီ series ကတော့တီဗီအကြိုက်ဆုံးပဲဒါကမြန်မာနန်းတွင်းထဲမှာတီဗီတို့လက်ဖက်ပေါ့နော်လက်ဖက်ကိုတင်ဆက်ပုံလေးကိုဆွဲထားတာနောက်ပြီးလို့ရှိရင်ဒီဟာလေးဆိုလို့ရှိရင်သူ handmade လုပ်ထားတာတီဗီထင်တာဒီပကြီးကားတစ်ခုလုံးသူဝါးစာလေးနဲ့လုပ်တာထင်တယ်ဒီ series လေးကိုလည်းတီဗီကြိုက်တယ်သူ nostalgia ဆိုတဲ့ခေါင်းစဉ်အောက်မှာတီဗီတို့ငယ်ငယ်တုန်းကအမှတ်တရတွေကိုပြန်ဆွဲထားတာပေါ့နော်ဒီလို Walkman kit တို့ CD တို့ဒါကတော့တီဗီတို့ရုပ်ရှင် poster တွေကိုဆွဲတဲ့ဆရာမနဲ့ဆရာနဲ့ထားမသိဘူးတီဗီ sorry ပါတိတ်ချာမကြည့်ခဲ့လိုက်မိတော့လေမသိဘူးဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါလေးကိုလည်းဒီသဘောကျပါတယ်ဒါကတော့ပကြီးစရာတွေအကုန်လုံးပြီးတော့မှစုရောင်းတဲ့ handmade လေးလို့လည်းတီဗီသိရပါတယ်ရှင်ဒီပကြီးကားလေးမှာတီဗီအတွက်ကတော့အရန်ကမှ surprise ဖြစ်စရာလေးတခုရှိခဲ့တယ်အဲ့ဒါကတော့ဘာလဲဆိုတော့လူကအကုန်လုံးဒီမှာဆိုရွှဲဒါပေမဲ့အရန်ပြောစရာကောင်းတဲ့ကိစ္စတစ်ခုကတော့ပထမဦးဆုံးဘဝမှာပကြီးကားအုံနာဖြစ်ခဲ့ပြီ look at this ဝဲလာ TV အဲ့လို TV နဲ့လည်းအဲ့ပကြီးကားပြပွဲရောက်သွားပကြီးပြပွဲရောက်သွားတဲ့အချိန်မှာအဲ့ပကြီးကားကိုတွေ့ချင်းမှာ TV သွားဖူးနဲ့သွားဖူး TV အလှမ်းလိုက်တော့ဖူးလို့အမအရန်လို့စနေလို့ဒါပေမဲ့သူရေးထားတဲ့ကျမခရမ်းမာလေအဲ့တော့သူရေးထားတဲ့ကနန်းအမဖတ်တဲ့ကနန်းအမနေမှာဆိုတော့တုံညတလုံးပို့နေအမဟုတ်လားကြည့်ပြပါဆိုဖူးအမဟုတ်တယ်မှန်တယ်ပေါ့နော်သူရေးထားတာအဲ့ဆို TV ရဲ့ price range တွေလည်းဝင်နေပြီးတော့အရန်လည်းအိတ်ကောင်မြင်ချင်းမှာအရန်လို့ချင်တာရယ်ဘာအကြောင်းနဲ့ပတ်သက်တာလဲဆိုအမေအကြောင်းနဲ့ပတ်သက်တာသူကအမေကခလေးလေးကိုထွေးပွေထားတဲ့ဟာလေးဆိုဒီအပိုင်းမှာဒီအမေစိတ်ဝင်တက်ထားတဲ့ကိစ္စနဲ့ရောအမေနဲ့ပတ်သက်လို့အရန် emotional ဖြစ်နေတဲ့ဟာလေးကြုံနေရတာဆိုတော့ I feel like this is universe giving me a present ဆိုတော့ so happy yay တံပယ်လုံးစိတ်ပင်မှလူပင်မှစားချင်တာရဲ့စားပြီးတဲ့တကားလာမှာတော့အဲ့ဒီညာဆေးအောင်ရောက်သွားပါတယ်အမဘာဖြစ်လဲအမပြစ်စားတာ